โอเคအခုဗီဒီယိုမှာကျွန်တော်တို့ SolidWorks ကိုသုံးပြီးတော့ဗောနော်ဒီကောင်ပစ္စည်း design ဆွဲတာကိုကျွန်တော်တို့လေ့လာမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ file new ကနေပြီးတော့ကျွန်တော်တို့ part တစ်ခုဆွဲရမှာနော်ပြီးရင်ဒီကောင်အတွက် sketch drawing ကကျတော့ဒီမှာဗောနော်ဒီကောင် isometric view ကျွန်တော်တို့ site တွေပဲပေးထားတယ်အဲ့ site တွေအထိုင်ကိုကျွန်တော်တို့ဆွဲပေးမယ်ဗောနော်အရင်ဆုံးဒီမှာ circuit တစ်လုံးပါမယ်ပြီးရင် slot တစ်ခုပါမယ်ဗောနော်ဒီမျက်နှာပြင်ကိုကျွန်တော်တို့ဆွဲမယ်ဆွဲပြီးဆိုလို့ရှိရင်ဒီမှာ radius တွေအတိုင်းအတာတွေကျွန်တော်တို့ထည့်ပြီးရနေ extrude လုပ်မယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ SolidWorks ထဲမှာ sketch tab ကိုသွားရမယ်နော် sketch ကိုရွေးအဲ့မှာကျွန်တော်က front plane ကိုရွေးထားမယ်ရွေးထားပြီးလို့ရှိရင်ကျွန်တော်တို့ center line တစ် line ဆွဲရမယ်နော်ဒီ line command ကနေ center line ကိုသွားမယ်ပြီးရင် center တက်တဲ့ကနေပြီးတော့ center line တစ် line reference အနေနဲ့ဆွဲရပါတော့ပြီးရင်နောက်ထပ် center line နောက်တစ် line ထပ်ဆွဲမယ်ဒီအလေတစ်တွေကနေပြီးတော့ဒီဘက်ကိုဆွဲမယ်နော်ပြီးလို့ရှိရင်ဒီကောင်ရဲ့ shape ဒီကောင် shape ကိုကျွန်တော်တို့ပေါ်မယ်နော်ပေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ SolidWorks ကိုသွား line command ကိုသုံးဒီမှာဆွဲမယ်ပြီးရင် y လေးလို y မယ်ပေါ့နော် y လေး y ပြီးရင်ကျွန်တော်တို့ tremolila ရှေ့ရဲ့နီးစပ်ဆုံးရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကောင်အားရဲ့ center အမှတ်နဲ့ဒီကောင်ရဲ့အမှတ်လေးနှစ်ခုကိုကျွန်တော်တို့ကအထိပေးပဲပေါ့နော်အဲ့တော့ဒီကောင်ရဲ့ center ဘောက်ကျွန်တော်တို့ select မှတ်မယ်ပြီးရင်ဒီအမှတ်ကို select မှတ်မယ်ပြီးရင်အဲ့နှစ်ခုကို make coincident ဆိုပြီးတော့ထိပေးလိုက်ပါနော်ပြီးရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့က circuit တစ်လုံးဆွဲမယ်ဒီမှာ circuit တစ်လုံးပြီးလို့ရှိရင်ဒီကောင်ကကျတော့ slot ပေါ့နော်ကျွန်တော်တို့ slot တစ်ခုဆွဲမယ်ပြီးရင်ကျွန်တော်တို့slot ရဲ့အပြင် radius ကကျတော့25အတွင်းကကျတော့29ပေါ့နော်အဲ့တော့ smart dimension ကိုသွားဒီကောင်က radius က25ပြီးရင်အတွင်းနေရာဟာဒီကနေဒီကကျတော့29ပေါ့နော်ပြီးလို့ရှိရင်circuit နဲ့ဒီကောင်ရဲ့ power က45ဒီကောင်က40အဲ့တော့ smart dimension ကနေပဲကျွန်တော်တို့ဒီကောင်က45ပြီးရင် smart dimension ဒီကနေဒီဟာ40ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမြင်းအကွေးနဲ့ဒီ line တွေကကျတော့ tangent ဖြစ်ရမှာပေါ့နော်အဲ့မှာ make tangent ဆိုတော့ရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီကောင် line ကကျတော့45 line ပေါ့နော်45ပြီးရင်ဒီမှာဒီ downlight line ပါတယ်အဲ့ကောင်48 45 48ပေါ့နော်ကျွန်တော်တို့အဲ့တော့ smart dimension ကိုတော့ဒီကနေဒီက45ပြီးလို့ရှိရင်ကျွန်တော်တို့ line တစ် line ဆွဲမယ်ဒီကနေပြီးတော့သူက center အမှတ်ကိုထိမှာပေါ့နော်ပြီးရင်ဒီကောင်ရဲ့ radius ကကျတော့100 smart dimension ကျွန်တော်တို့ဒီကနေပြီးတော့ radius 100ပုံစံပြတ်တာပါအပြည့်ပေါ့နော်ကျွန်တော်တို့ပြင်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ vertical line နဲ့ဒီအလေကိုထိတဲ့ line နဲ့ degree ကကျတော့15 degree ပေါ့နော်အဲ့တော့ smart dimension တော့ကျွန်တော်တို့ဒီနှစ်ခုကို select ပေး degree က15 degree နောက်ပေါ့နော်ပြီးလို့ရှိရင်ဒီကောင်ကကျတော့48ဆိုပြီးကျွန်တော်တို့ခုနမြင်ရတယ်ပေါ့နော်အဲ့တော့48 enter ပြီးလို့ရှိရင်ဒီဘက် line နဲ့ဒီ center line နဲ့ကျတော့ပြိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ line ကို select ပေးဒီ line ကို select ပေးပြီးရင် make parallel ဆိုတော့ရွေးအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာfull sketch ရပြီပေါ့နော်အကုန်လုံးက line တွေက marry ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေပြီးတော့ feature tab တွေကိုသွား h2 boss page ကိုရွေးပေါ့နော်ရွေးပြီဆိုလို့ရှိရင်ဒီမျက်နှာပြင် select map ပြီးဒီကောင်းရဲ့အထူကကျတော့ total ရတယ်မှာ40ပေါ့နော်40 milli တစ်ဖက်ကကျတော့12 layer 16ပေါ့နော်ကျွန်တော်40အထူထည့်မယ်ကျွန်တော်ကဒီကောင်ကို mid plane ကနေပြီးတော့10 20 30 40 40ပေါ့နော်တစ်ဖက်ကို20 20ဒီဝဲသွားတယ်ဒီကောင်ကိုကျွန်တော်တို့ပန်းကြည့်ချက်လိုက် okay တင်လိုက်မယ်အဲဆိုလို့ရှိရင်ဒီလိုပုံစံမျိုးရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အတွင်းမှာဖောက်ဖို့အတွက်ဘာလို့လဲဆိုတော့ဒီမှာ
slot ရဲ့ center ကနေပြီးတော့ဒီဘက်ကိုသွား25ပေါ့နော်25ကနေကျွန်တော်တို့အလယ်ကိုဖြတ်ထုတ်သွားတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ဘာလုပ်ဖို့လိုလဲဆိုတော့ဒီ sketch ကိုသွားကျွန်တော်တို့ဒီမှာ middle plane ကိုပြန်ရွေးမယ်ပေါ့နော်front plane ကိုတစ်ချက်နှိပ် sketch ကိုရွေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ line တွေကိုပြန်ယူမယ် select ပြီးရင် convert entity ကိုရွေးပြီးကျွန်တော် line ဆွဲမယ် vertical line ပြီးရင်အဲ့ line ရဲ့ကွာဝေးရကြတော့ဒီကနေပြီးတော့သူ့ center ဒီဆိုလို့ရှိရင်20နဲ့25ပေါ့နော်ကျွန်တော်25ကျွန်တော်ဒီ sketch ကို trim မယ်ပေါ့နော် trim entity ကိုရွေးပြီးတာနဲ့ကျွန်တော် magic ချက်အဲဆိုလို့ရှိရင် profile ရလိုက်ပေါ့နော်ရလာပြီဆိုလို့ရှိရင် feature တွေကိုတော့ကျွန်တော် H2 ကိုရွေးဒီမျက်နှာပြင်ကို select မှတ်ပေါ့နော် select မှတ်ပြီးလို့ရှိရင်ခုနအတိုင်းပဲ plane ကနေပြီးတော့ကျွန်တော်တို့အတွင်းရဲ့အပေါက်ကကျတော့12အတွင်းရဲ့ကျတော့16ပေါ့နော်ကျွန်တော်တို့ဒီမှာ16လို့ထည့်အနာခေါ်ပြလိုက်ပြီးရင်အမှန်ချက်ကိုနှိပ်အဲဆိုလို့ရှိရင်အတဲကိုဖြတ်ထုတ်သွားတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာတစ်ခုပဲကျွန်တော်တို့အဲ့ဘောဥစားတဲ့တူတူပဲ frame plane ကိုရွေးမှာ sketch နောက်တစ်ခုထည့်မယ်ပေါ့နော်ဒါပေမဲ့ဆိုလို့ရှိရင်ဒီကောင်ကသူကအလဲတဲ့မှာ design ဆွဲထားတာပေါ့နော်ဒီကောင်ကကျတော့ line က35 mm အတွင်းစာကေက diameter 16အပြင်က radius 20 35 16 20ပေါ့နော်အဲ့တော့ကျွန်တော်တို့ line ဆွဲမယ်ဒီကနေ line ဆွဲပြီးရင်အကွေးတစ်ကွေးပြီးရင် line ဆွဲဟုတ်ပြီပြီးရင် circuit တစ်လုံးဒီကောင်ကဒီမှာပေါ့နော်ပြီးရင် smart dimension မှာဒီ line ရဲ့ကွာဝေးက35ဒီကောင်က16ဒီရဲ့ radius က20ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ line နဲ့ဒီ line ကိုပြန်ယူပေါ့နော် line နှစ်ခုကိုပြန်ရမယ် make parallel ဆိုပြီးထားမယ်ပြီးလို့ရှိရင်ဒီ line နဲ့ဒီ line ကကျတော့ make collinear ပေါ့နော်တစ်ဆက်တည်းဖြစ်ရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ line ဆွဲမယ်ဒီကနေပြီးတော့ဒီ line ဆွဲမယ်မလိုတဲ့ဥစ္စာကို trim နဲ့ကျွန်တော်ဖြတ်ထုတ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီကောင်ကမျက်နှာပြင်ပိတ်သွားပြီပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့က picture တွေကိုသွား H2 box ပေးကိုရွေးဒီမျက်နှာပြင်ကို select ပေးပေါ့နော် select ပေးပြီးရင်ကျွန်တော်တို့ခဏတိုင်းပဲ mid plane ကနေပြီးတော့ဒီကောင်ကထူကကျတော့16 mm ပေါ့နော်ကျွန်တော်16တိုင်းရွေးပြီးရင်မှန်ချင်းနေပြီးအဲဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံရပြီ color change မယ်ဆိုလို့ရှိရင်ဒီမှာ appearance ကိုသွား appearance color ကိုရွေးကျွန်တော်က organic ကိုရွေးမယ်ပြီးရင် sky ဆိုတော့ရွေးလိုက်မယ်နော်ပြီးရင် light cloud ကိုကျွန်တော်သဘောကျတယ် right click နဲ့ add appearance to part အဲဆိုလို့ရှိရင်ဒီကောင်ကမိုးပြရောင်လေးပေါ့နော်ဒီလိုမျိုးပုံစံလေးနဲ့ကျွန်တော်တို့ရလာပြီဒါဆိုရင် design ဆွဲတာပြီးပြီပေါ့နော်